ငလျင်နဲ့ပတ်သက်တဲ့နေရာတွေကိုရောက်သွားရင်လေအဲ့ဒါကိုလည်းရှောင်ဖယ်ခြင်းတယ်ဖြစ်နိုင်လို့ရှိရင်အဲ့လိုနေရာမျိုးအဲ့လိုအဖြစ်မျိုးအဲ့လိုအတွေ့အကြုံမျိုးယူရင်မဆိုင်ရင်တော့ဘူးရှောင်ဖယ်ခြင်းနဲ့ဆိုတဲ့ခံစားချက်တွေလေခံစားကြမှာဖြစ်ပါတယ်ငလျင်တံကိုအကြီးကျယ်ခံစားလိုက်ရတဲ့သူတွေမှာလက်တလော shock ပြသွားတာထိတ်လန့်တုန်လှုပ်သွားတာ emotionally numb လို့ခေါ်တဲ့ဘာမှမသိဖြစ်သွားတာဆိုတဲ့ခံစားချက်တွေကတော့လွန်လာခဲ့ကြပြီအဲ့ဒီလွန်လာပြီးတဲ့နောက်ပိုင်းမှာနာတာရှည်ခံစားကြရမယ့်ဝေဒနာကတော့ PTSD လို့ခေါ်တဲ့ post traumatic stress disorder စိတ်ဖိစီးမှုဒဏ်တွေအကြီးကျယ်ခံစားရလို့ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကိုခံစားကြရမှာဖြစ်ပါတယ်အဲ့တော့ဒါဖြစ်တာဒီငလျင်တန်ခံစားကြရတဲ့သူတွေရဲ့400%ကနေပြီး60%လောက်ထိကဒီဝေဒနာကိုခံစားရနိုင်ပါတယ်အထူးသဖြင့်တော့အသက်အရွယ်ကြီးတဲ့သူတွေအမျိုးသမီးတွေကြီးကြီးမားမားဆုံးရှုံးမှုခံစားရတဲ့သူတွေနဲ့တကယ်ငလျင်တန်ကိုကိုယ်တွေ့လက်တွေ့ကြီးကြီးမားမားကြီးကိုရင်ဆိုင်ခံစားကြရတဲ့သူတွေပြီးတော့ကိုယ်တိုင်ကလည်းခံနိုင်အားနည်းတဲ့သူတွေပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုကောင်းကောင်းမွန်မွန်မရတဲ့သူတွေမှာပိုးပြီးတော့ဆိုးဆိုးရွားရွားခံစားကြရမှာဖြစ်ပါတယ်။ဒါခံစားရပြီဆိုလို့ရှိရင် flashback ခေါ်တဲ့ငလျင်တန်းကြုံတွေ့လိုက်ရစဉ်ကအဖြစ်အပျက်တွေကိုရုပ်ရှင်ပြသလိုတယ်လီဗီရှင်းမှာမြင်ရသလို mental image တွေနဲ့ပုံရိပ်တွေထင်ပြီးတော့မကြမြင်ရတတ်ပါတယ်။ဒီလို flashback တွေမြင်တာလည်းမကဘူးအဲ့ဒီတုန်းကအဖြစ်အပျက်ကိုပြန်ပြီးတော့ခံစားရတယ်လို့မျိုးတွေပြန်ခံစားရတာလည်းရှိပါတယ်။အဲ့ဒီတုန်းကကြောက်တယ်လို့ပြန်ကြောက်တာအဲ့ဒီတုန်းကထိတ်လန့်တဲ့ဟလာမြင်ကွင်းတွေပြန်ပြီးတော့မြင်ရတာအဲ့ဒီတုန်းကအတွေ့အကြုံလေးတွေဟလာဘလို့နေခဲ့ရတယ်ဘလို့ထိုင်ခဲ့ရတယ်ဘလို့တွေပြီးခဲ့လွှားခဲ့ရတယ်ဘသူတွေတော့ဘလို့တွေခံစားလိုက်ရတယ်ဆိုတဲ့အတွေ့အကြုံမျိုးပြန်ပြီးတော့မျက်စိထဲမှာတရေရေးမြင်ရင်ပြန်ပြီးတော့ထိတ်လန့်တုန်ဆုပ်ခံစားကြရလိမ့်ရှိပါတယ်ဒါတွေမကဘူးအဲ့ဒီလိုအကြောင်းအရာနဲ့ပတ်သက်လာလို့ရှိရင်သူတို့ရှောင်ဖယ်မယ်ငလျင်နဲ့ပတ်သက်တဲ့အကြောင်းပြောရင်ကြောက်မယ်လန့်မယ်မကြားချင်ဘူးနည်းနည်းလေးဟဲ့လားငလျင်နဲ့ပတ်သက်တဲ့နေရာတွေကိုရောက်သွားရင်လေအဲ့ဒါကိုလည်းရှောင်ဖယ်ခြင်းတယ်ဖြစ်နိုင်လို့ရှိရင်အဲ့လိုနေရာမျိုးအဲ့လိုအဖြစ်မျိုးအဲ့လိုအတွေ့အကြုံမျိုးယူရင်မဆိုင်ရင်တော့ဘူးရှောင်ဖယ်ခြင်းနဲ့ဆိုတဲ့ခံစားချက်တွေလေခံစားကြမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ emotional စိတ်လှုပ်ရှားမှုဝေဒနာတွေမျိုးမျိုးခံစားရတတ်တာပေါ့လေအဲ့တော့စိတ်လှုပ်ရှားမှုဝေဒနာဆိုဥပမာ vibration ပေါ့ကာယီတစ်စီးအိမ်ရှိရဖြတ်မောင်းသွားတယ်ရုံဆိုတာနဲ့ငလျင်များဖြစ်လိမ့်မလားဆိုပြီးတော့လူကမငြိမ်မနေနှမ်းတော့ဘူးပြာကြီးပြာဖြစ်ပြီးတော့ကြတော့ပြန်ပြီးတော့ရှောင်ပုံးတာခိုနားရကိုရှာတာဆိုတာမျိုးတွေဒီလိုမျိုးတွေလည်းပြန်ပြီးတော့တွေ့ရတတ်ပါတယ်နောက်တစ်ခုကတော့မှတ်ဉာဏ်တွေလျော့ပါသွားတာအာယုံစူးစိုက်မှုတွေနည်းလာတာအပြင်အိတ်မပျော်တဲ့ဝေဒနာတွေကိုလည်းနောက်ဆက်တွဲအနေနဲ့ခံစားကြရတတ်ပါတယ်ဒီတဲ့ပိုးပြီးတော့ဆိုးလာလို့ရှိရင်တော့ depression စိတ်ကြဝေဒနာနဲ့တွဲပြီးတော့ခံစားရတတ်ကြတာပဲဖြစ်ပါတယ် depression ဖြစ်ပြီဆိုရင်သူကစိတ်သက်ကြမယ်ဝင်းနွဲမယ်ဟလာဘာမှအကြောင်းမရှိဘဲနဲ့မျက်ရည်လေးတွေတွေ့ကြပြီးတော့ကြတော့အမြဲတမ်းပဲစိတ်ကမပြောင်းမချင်ဖြစ်နေမယ်ဒါမှမဟုတ်ရင် empty feeling ဘယ်လိုမှကိုခံစားလို့မရဘူးဘာခံစားချက်မှမရှိသလိုမျိုးခံစားရတာမျိုးတွေလည်းရှိသလိုစိတ်သက်တွေအကြီးကျယ်ကြပြီးတော့တည်ကျင်လောက်အောင်ဖြစ်တဲ့ခံစားချက်တွေလည်းခံစားရတတ်နိုင်ပါတယ်နောက်တစ်ခုကတော့အိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေအမျိုးစုံဖြစ်တတ်ပါတယ်စာအိမ်ရင်မပြောဘူးအဲ့လိုရှင်လည်းအိမ်နဲ့အိမ်မဆိုးတွေမဲ့ပြီးတော့လန့်နိုးတာတွေရှိသလိုအစိုးကြီးနိုးလာတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့အစားအသောက်တွေပြက်မယ်အစားအသောက်တွေပြက်ပြီးဆိုမှတော့ခန္ဓာကိုယ်လေးချိန်တွေပါလေကြာလာတတ်ပါတယ်နောက်တော့ဒီနေ့စဉ်လုပ်ငန်းဆောင်တာတွေအဲ့ဒါကျောင်းသားအရွယ်ဆိုရင်လည်းကျောင်းစာလုပ်ရတာတွေမလုပ်နိုင်တော့ဘူးအိမ်တောင်တဲ့လာအမျိုးသမီးတွေအိမ်မှာပဲနေတဲ့အိမ်ရှင်မတွေဆိုလည်းအိမ်ရှင်မတယောက်တနေ့တာလုပ်ရမယ့်အလုပ်တွေကိုမလုပ်နိုင်တော့ဘဲနဲ့ပြည့်ရွံ့လာတာတွေရှိသလိုလူမှုရေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့ချိုးရင်းချက်တွေဟလာလစ်ဟာမှုတွေမျိုးခံစားရတတ်ပါတယ်ဒီလိုမျိုးတွေခံစားရပြီဆိုရင်တော့ဒီတိုင်းမထားဘဲနဲ့ကုသမှုအမြန်ဆုံးခံယူကြရမှာဖြစ်ပါတယ်အဲ့တော့ PTSD လို့ခေါ်တဲ့စိတ်ဒဏ်ရာအကြီးကျယ်ရပြီးတဲ့နောက်မှာခံစားရတဲ့ဝေဒနာတွေဒီပါမန်ဖြစ်ရိုးဖြစ်စဉ်လောက်ပဲဖြစ်တယ်တခြားသူတွေလောက်ပေါ့လေးပဲဖြစ်တယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ပျောက်ကင်းသွားတတ်တာမျိုးရှိပါတယ်သို့တော့
ဖိစီးမှုတောင်လည်းအကြီးကျယ်ခံရရတယ်အတွေ့အကြုံကြီးကလည်းအင်မတန်ခါးသီးတဲ့အတွေ့အကြုံကြီးဖြစ်ပြီးတော့ပံ့ပိုးမှုအားကလည်းဟလာကိုရတဲ့တဲ့လောက်မရဘူးကိုယ်တိုင်ကလည်း resilience ဟလာပြန်ပြီးတော့ကြတော့ရုံးထနိုင်စွမ်းမရှိဘူးဆိုတဲ့သူတွေမှာနည်းနည်းပိုဆိုးဆိုးခံစားရတတ်ပါတယ်အဲ့တော့ mild to moderate အဆင့်ဆိုရင်ကိုပဲဟလာကိုယ့်ရဲ့ရင်းနှီးတဲ့သူဒါမှမဟုတ်ရင်လည်း psychological support ပေးမဲ့သူတွေကိုရင်ဖွင့်ပြောကြားခြင်းနည်းလမ်းနဲ့တချို့တွေကိုတက်တာအောင်လုပ်ပေးနိုင်ပါတယ်အဲ့တော့အဲ့လိုရင်ဖွင့်ပြောကြားတာတွေနဲ့လည်းမရဘူးကိုယ့်ရဲ့ခံစားချက်တွေပြောရင်းနဲ့ဟိုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေပေးကြတာနဲ့မရဘူးဆိုရင်တော့ counseling and psychotherapy စိတ်ကူထုံးနေနဲ့နှစ်သိမ့်ဆွေးနွေးတာတွေနဲ့တွဲပြီးတော့ကြတော့ကုသမှုတွေခံယူရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ counseling တွေ psychotherapy တွေနဲ့မှမသက်တာဘူးဆိုတဲ့ဟာမျိုးတွေကြလို့ရှင်တော့ဒါဟို professional help လိုလာပါပြီဒီတဲ့ပို့ပြီးတော့ဟလာ psychiatrist တွေစီစိတ်ကျန်းမာရေးပါရဂူတွေစီထိတွားပြီးတော့ပြပြီးတော့ကြတော့ဆေးဝါးတွေရဲ့အကူအညီယူပါယူရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးကြီးကျယ်တဲ့ဘေးအန္တရာယ်ကြီးတွေတဘာဝဘေးအန္တရာယ်ကြီးတွေကြုံရတဲ့အခါတိုင်းဒီဟလာစိတ်ဖိစီးမှုစိတ်ဒဏ်ရာအကြီးကျယ်ရပြီးတဲ့နောက်ပိုင်းပေါ်လာတတ်တဲ့ဝေဒနာသည်ခံစားကြတတ်တာဖြစ်တဲ့အတွက်ဒီခံစားချက်တွေခံစားရပြီဆိုရင်ဟလာဟိုကိုယ့်ရဲ့ရင်ထဲမှာပဲဝေဒနာကိုကြီးအောင်မထားဘဲနဲ့အမြန်ဆုံးဟလာရင်ဖွင့်တိုင်ပင်ပြီးတော့ကြတော့ကုသမှုအကူအညီကိုရယူကြပါဒီနေရာမှာအကူအညီရယူခြင်းသည်အကူအညီကိုတောင်းခံခြင်းသည်အကူအညီလိုကိုလိုတောင်းခံခြင်းဖြစ်တဲ့အတွက်အကူအညီတောင်းခံတာအားနည်းချက်မဟုတ်ပါဘူး not the weakness နော်အားနည်းချက်မဟုတ်ပါဘူးဒါ strength ပါဒါကစွမ်းအားရှိတဲ့သူမို့အင်အားရှိတဲ့သူမို့ခွန်အားရှိတဲ့သူမို့တော်တဲ့သူမို့လို့လိုတဲ့အကူအညီကိုအကူအညီလိုတဲ့ချိန်မှာအကူအညီပေးနိုင်တဲ့သူစီကနေပြီးအကူအညီတောင်းခံခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားကြရပြီးစိတ်ပိုင်းဆိုင်ရာခံစားချက်တွေပြင်းထန်နေပြီဆိုလို့ရှိရင်ဒီတိုင်းတိုင်းပဲမနေပါနဲ့ရဲရဲဝံ့ဝံ့နဲ့ပဲအကူအညီတောင်းခံပြီးတော့လိုအပ်တဲ့ကုသမှုတွေကိုစောစောစီးစီးခံယူကြပါလိုအပ်တဲ့အကူအညီတွေယူပြီးစောစောစီးစီးကုသမှုခံယူလို့ရှိရင်စောစောစီးစီးပျောက်ကင်းပြီးတော့ကိုယ့်ရဲ့အရေးကိုမိသားစုအရေးကိုယ့်ရဲ့ရွာအရေးနဲ့ကိုယ့်နိုင်ငံအရေးတွေကိုစွမ်းစွမ်းတမန်အမြန်ဆုံးအကောင်းဆုံးထမ်းဆောင်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးတင်ပြလိုက်ရပါတယ်ခင်ဗျာCFM, caring for well-being.